ရေ၏အပေါ့ဆုံးသောအခြေအနေမှာမခုန်နိုင်သောတိရစ္ဆာန်မှာမိသက်ဆေးဘူးတွင်အသုံးပြုသောဓာတ်ငွေမှာလူသားတို့၏မြည်သည့်လှုပ်ဆောင်ချက်သည်ရေလွှမ်းမှုအန္တရာယ်ဖြစ်စေသည်။ရာဘာသည်မြည်သည့်အရာမှဖြစ်လာသည်။မြည်သည့်အယောင်ကအပူကိုအနိမ့်ဆုံးဆုပ်ယူနိုင်သည်။ကိုဝင်တက်တန်းရှည်ဆုံးတတဝါမှာBlack Box ကိုမြည်သည့်ယာဉ်မျိုးစားတွင်တွေ့နိုင်သည်။နာကျင်မှုကိုမခံစားရသည့်ကိုယ်ခန္ဓာစိတ်ပိုင်းမှာဆာဟာရသဲကန္နာရသည်မြည်သည့်တိုက်တွင်တည်ရှိသည်။